TikTok မှာတင်ထားတဲ့ဗီဒီယိုတွေ view မတက်တဲ့ဗီဒီယိုတွေကို view တက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုမျှဝေသွားပေးမယ်။ Okay ပါကျွန်တော်တို့ဒီ TikTok မှာနှစ်လကနေပြီးတော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုဟောင်းနေ view 10 20ကနေမပေါ်တဲ့ဗီဒီယိုတွေကိုမကြော်တဲ့ဗီဒီယိုတွေကို view များအောင်ကျွန်တော်တို့ဒီဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးမှာအသေးစိတ်ပြောပြပေးသွားမယ်။ကျွန်တော်ဗီဒီယိုဖိုင်လေးမစခင်မှာကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားပေးအောင်နော်။ဤပညာနဲ့ပတ်သက်ပြီးသိချင်တာရှိတယ်ဆိုရင် comment မှာရေးပြီးမေးလာလို့ရပါတယ်။ Okay ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်တို့ဒီနှစ်တင်ထားတဲ့ဗီဒီယိုတွေကို view တက်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်ပထမဆုံးကျွန်တော်ရဲ့ TikTok account လေးကိုတစ်ချက်နှိပ်လိုက်ပါ TikTok account လေးရောက်လာပြီဆိုရင်ကျွန်တော်တို့ TikTok account လေးရောက်လာပြီဆိုရင်ဒီလိုမျိုးမျက်နှာပြင်ကိုရောက်လာပြီဒီလိုမျိုးမျက်နှာပြင်ရောက်လာပြီဆိုရင်အဲ့ဒီမှာညီကောင်မလေးကိုကိုယ့်ရဲ့ဘေးဗီဒီယိုတစ်ပုတ်က view မတက်တာတယ်ဘေးဗီဒီယိုတစ်ပုတ်က view နည်းနေတာလေပေါ့နော်တကယ် view နည်းနေတဲ့ဗီဒီယိုပုတ်ကိုကျွန်တော်တို့တွေတစ်ချက်ထောက်လိုက်ပါဟုတ်ပြီနော် view နည်းနေတဲ့ဗီဒီယိုတစ်ပုတ်ကိုကျွန်တော်ထောက်လိုက်ပါကျွန်တော်ထောက်လိုက်အောက်မှာဆက်တော့ကြည့်နေတယ်ဆက်တော့အဲ့ပါအဲ့ဒီဆက်တော့ဆက်နေကြတယ်ဒီမှာနော်ဒီမှာဒီမှာအောက်ဆုံးပါတယ်မှာဇလန်ဝင်းထက်ပြီးဆိုတဲ့ဇလန်ဝင်းထက်ပြီးဆိုတဲ့ကြောင်းကနေလာပြီးရင်ကျွန်တော်တို့တွေခဏဆောက်လိုက်ပါခဏဆောက်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာမယ်ဒီလိုမျိုးပေါ်လာပြီဆိုကျွန်တော်တို့တွေဇလန်တွင်ထက်ပြီးဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါဒီတော့ခဏရတော့တွင်အရင်နာမည်ကြီးတဲ့ချင်းကိုတုံးပြီးတော့ဒီမှာပေါ့နော်ညီကောင်မလေးဒီမှာလည်းကြည့်မယ်နော်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကဒီမှာအကစ်တဖန်ဒီပေါ်မှာကျွန်တော်တို့ကပြန်ရောက်သွားတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဗီဒီယိုတွေက view မတက်တဲ့ဗီဒီယိုတွေကအကစ်တဖန် view တွေပြန်လဲရရှိလာမှာဖြစ်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျ